ကျွန်ုပ်၏အိမ်နီးနားချင်းသည်ကျွန်ုပ်၏စီတိုင်ကီထဲမှစီများကိုနေ့တိုင်းလာရောက်ဆုပ်ယူခိုးယူနေခဲ့သည်ကျွန်ုပ်ကမူဘာမှမသိသလိုဟန်ဆောင်နေခဲ့ပြီးနောက်လေယာဉ်လက်မှတ်တစ်စောင်ကိုကြိုတင်မှာယူကာနိုင်ငံရဲ့ခြားသို့ခရီးထွက်ခဲ့သည်9ရက်မြောက်နေ့တွင်အိမ်ယာမန်နေဂျာထံမှဖုန်းဆက်လာခဲ့သည်မစ္စတာယန်ခင်ဗျားရဲ့အိမ်နီးနားချင်းကန်တာဖန်ရဲ့ကားကအဝေးပြေးလမ်းမပေါ်မှာပောက်ကွဲသွားလို့ပြအခုသူအထူးချက်မှတ်ကုသဆောင်ထဲမှာအသက်လူနေရတဲ့ရဲတွေကခင်ဗျားကိုနိုင်ငံထဲချက်ချင်းပြန်လာစေချင်နေတယ်ကျွန်ုပ်ဖုန်းချလိုက်ပြီးပြောလိုက်မိသည်ဤနေ့ရက်ကိုစောင့်မျှော်နေခဲ့သည်မှာကြာပြီဖြစ်၏လွန်ခဲ့သောတစ်လကကျွန်ုပ်၏စီတိုင်ကီဖုန်းမှာပလော့ဖွင့်ခံထားရသည်ကိုသတိပြုမိခဲ့သည်ကျွန်ုပ်သည်9နှစ်သက်တမ်းရှိပြီဖြစ်သောတရုတ်နိုင်ငံထိုအမဲရောင်စောကကားတစ်စီးကိုမောင်းနှင်ပြီးစွမ်းဆောင်ရည်အတင်းတင်းရှိကရိုးရိုးရှင်းရှင်းပုံစံမျိုးဖြစ်သည်ရင်းကိုမြေအောက်ကားပါကင်ရှိကျွန်ုပ်၏တတ်မှတ်နေရာတွင်ရပ်ထားလေးရှိပြီးအိမ်နီးနားချင်းကန်တာဖန်၏တောင်းလက်နေသောအဖြူရောင်တန်ကားလေးနှင့်ကက်လျက်ဖြစ်၏ပထမတော့ကျွန်ုပ်ကိုယ်တိုင်စီတိုင်ကီဖုန်းကိုကြက်နေအောင်မပိတ်မိခဲ့တာနေမှာပါဟုတွေကလစ်လူရှုထားခဲ့သည်တိုးတော့ဒုတိယအကြိမ်နဲ့တတိယအကြိမ်မှာတက်ဖြစ်လာသောအခါစတင်တန်တရားဝင်လာခဲ့သည်ထိုနေ့မနက်တွင်ကျွန်ုပ်သည်ထုံးစံအတိုင်းကားစီသို့ဆင်းသွားပြီးကားရဲဝင်ကတော့လက်လိုက်ရာတန်ခွက်မီညာလင်းလာသည်ကျွန်ုပ်၏စီတိုင်ကရီယာဒက်စတေးချ်မှာယမန်နေ့ညကကားပိတ်ထားခဲ့စဉ်ကထက်တမန်နီးပါးခန့်ကြာဆင်းနေသည်ကိုတွေ့လိုက်ရသည်ကျွန်ုပ်မျက်မှောင်ကုတ်သွားမိသည်မင်းညကစီတိုင်ကီဝက်ကြော်ရှိနေသေးတာပဲတညာလေးနဲ့ဒီလောက်တောင်ဘယ်လိုလုပ်ရောက်သွားရတာလဲကားပေါ်ကဆင်းအနောက်ဘက်သို့ရှောက်သွားပြီးစီတိုင်ကီဖုန်းကိုတေချာတူးထောက်စစ်ဆေးကြည့်လိုက်သည်အတင်းကျပ်ဖွင့်ထားသည့်ပုံစံမျိုးမရှိဘဲပုံမှန်တိုင်းဖြစ်နေသည်သို့တော့ကျွန်ုပ်၏လက်ညှိုးဖြင့်ဖုန်းနားတက်တစ်လျှောက်ပူဆွဲကြည့်လိုက်သောအခါစီလောပပလေးပေးချလာသည်ကိုတွေ့ရသည်ကျွန်ုပ်သတိမထားမိခင်တယောက်ကလာဖွင့်သွားတာများလားထိုနေ့မှစ၍ကားရက်သည့်အချိန်တိုင်းစီတိုင်ကီဖုန်းတေချာတော့ခတ်မိရဲ့လားဆိုတာကိုနှစ်ခါပြန်စစ်ဆေးလေးရှိပြီးအခြေအနေကိုမှတ်တမ်းတင်ရန်တိုင်ခွက်ကိုဓာတ်ပုံရိုက်ထားခဲ့သည်သို့တော့မနက်တိုင်းအလုပ်သွားရန်ကားနိုးသည့်အခါကားမှာထိုးထိုင်းထိုင်းဖြစ်နေတတ်သည်အချိန်ကြီးရသည်မှာအားမရပဲအင်ဂျင်တန်မှာလည်းကြမ်းတက်နေတတ်သည်ထို့နောက်တညတွင်ကျွန်ုပ်သည်စီတိုင်ကီကိုအပြည့်ဖြစ်ခဲ့သည်နောက်တစ်နေ့မနက်တွင်တိုင်ခွက်မှာအကြီးကျယ်ကျဆင်းသွားခဲ့သည်စီဆဲ9လီတာခန့်ကွယ်ပြောက်သွားခြင်းဖြစ်သည်ကျွန်ုပ်သည်ကားပါကင်တွင်ရက်ကမိမိအမဲရောင်စောက်ကားကိုစိုက်ကြည့်ရင်းအကြံတစ်ခုကိုထင်ထင်ရှားရှားသဘောပေါက်သွားခဲ့သည်တယောက်ကကျွန်ုပ်၏စီကိုခိုးယူနေခြင်းဖြစ်သည်ကျွန်ုပ်သည်အနောက်ဘက်ခြမ်းရှိတော်တော်တန်တင်ကောင်းမွန်သောရက်ကွက်တစ်ခုတွင်နေထိုင်ပြီးလုံခြုံရေးမှတင်းကျပ်ပြီးပြင်ပလူများအနေဖြင့်မြေအောက်ကားပါကင်ထဲသို့ဝင်ရောက်ရန်မလွယ်ကူလာပေဤအလုပ်ကိုထက်ခါတလဲလဲလုပ်နေတော်သူသည်အချက်နှစ်ချက်နှင့်ကိုက်ညီရမည်ဖြစ်ပြီးကားပါကင်သို့ဝင်ထွက်ခွင့်ရှိရမည်ဖြစ်ပြီးကျွန်ုပ်ကားရထားခဲ့သည့်အချိန်မှနောက်တစ်နေ့မနက်မတိုင်မီအထိလွတ်လပ်စွာသွားလာနိုင်သူဖြစ်ရမည်တန်တရားရှိသူစီရင်မှာကားပါကင်နေရာရှိသူများအဖြစ်ချက်ချင်းချင်းကြောင်းသွားပြီးကျွန်ုပ်၏အိမ်နီးနားချင်းကန်တာဖန်မှာစီရင်၏ထိဆုံးသို့ချက်ချင်းရောက်ရှိလာခဲ့သည်ကန်တာဖန်သည်အသက်30အစိုးပိုင်းရွယ်ရှိပြီးဗန်နာယီကုမ္ပဏီအသေးစားတစ်ခုတွင်မန်နေဂျာတစ်ဦးဖြစ်သည်သူသည်ခြေဆုံးကောင်းဆုံးတစ်စိတ်ကောင်းစားဒီဇိုင်းနာဂျီရိုများကိုဝစ်စင်ကစပင်ကိုအနောက်သို့ဖိတက်ပြီးထားတတ်ပြီးလူတိုင်း၏နဖူးပေါ်တွင်တန်မိုးတစ်စိတ်ကတ်ထားသည့်အလားမထီမဲ့မြင်အကြည့်မျိုးဖြင့်လူတကာကိုကြည့်တတ်သည်သူသည်အိမ်ယာပိုင်ရှင်များ၏လူမှုကွန်ရက် group ထဲတွင်မိမိ၏တိုင်ကားအသစ်အကြောင်းနှင့်ယနေ့တွင်6%ထပ်မံတိုးတက်လာသောမိမိ၏အံ့ဩဖွယ်ရင်းနှီးမြှုပ်နှံမှုကျွမ်းကျင်မှုများအကြောင်းကြောဝါရသည်ကိုသဘောကျသူဖြစ်သည်ကားအသစ်၏စတီယာယာဉ်ကိုအနီးကပ်တပ်ပုံရိုက်၍တင်လေးရှိပြီးအချို့လူတွေကအဆုပ်ပလုတ်ကားတွေမောင်းနေပြီးဘာလို့ကားပါကင်နေရာကောင်းတွေရထားကြတာလဲဘယ်လိုတတိမျိုးနဲ့လည်းမသိဘူးဟုရေးသားလေးရှိသည်သူကနာမည်တက်မပြောတော့လဲကျွန်ုပ်ကိုဆိုလိုခြင်းဖြစ်ကြောင်းလူတိုင်းသိကြသည်ကျွန်ုပ်၏ကားရဲ့နားရန်နေရာမှာတိုင်လာချပြီးသူ့နေရာ၏ဘေးချင်းဘက်တွင်ရှိနေသောကြောင့်ဖြစ်သည်တယောက်ကကျွန်ုပ်၏စီကိုစုပ်ယူလိုပါကသူသည်အကောင်းဆုံးအနေအထားတွင်ရှိနေသည်သူ၏ကားဘေးတွင်ရက်နေုံများဖြင့်ကျွန်ုပ်၏စီတိုင်ကီဖုန်းကိုအလွယ်တကူလက်လန်းမိနိုင်သည်ထို့ပြင်စောင့်ကြည့်ကင်မရာမှာလည်းသူ့ကားကြောင့်ကွယ်နေခဲ့သည်ကျွန်ုပ်တွင်တက်တည်မရှိတော့လဲတေချာအောင်လုပ်ရန်လိုအပ်သည်ထိုညတွင်သူကားလာရက်သည့်အကြည့်ကျွန်ုပ်ဆောင်ဆိုင်နေခဲ့သည်ည7:00နာရီကျော်တွင်ကန်တာဖန်၏အဖြူရောင်တန်ကားလေးပါကင်ထဲသို့မောင်းဝင်လာသည်ကျွန်ုပ်သည်တက်လီကားအနားရှိတောင်ကျိုးတစ်ခုတွင်ရက်ကပုံပြောနေသလိုဟန်ဆောင်ရင်းနှလုံးထောင်းမှနေ၍သူကားကိုစောင့်ကြည့်နေခဲ့သည်သူကားရက်ပြီးကားပေါ်ကဆင်းလာကမိမိကိုယ်လူကြီးလူကောင်းတစ်ယောက်လိုပုံများကိုခါထုတ်ပြီးနောက်ကားနောက်ဖုံးကိုဖွင့်ကာတစ်ခုခုကိုရှာဖွေနေသည့်ပုံစံမျိုးလုပ်နေသည်ကျွန်ုပ်ဖုန်းချလိုက်ပြီးပြုံးလျက်သူ့ထံလျှောက်တော့အားလိုက်သည်မန်နေဂျာကန်ခင်ဗျားကမောင်းရတာမကြသေးခင်ကအဆင်ပြေရဲ့လားကန်တာဖန်မောကြည့်လိုက်ပြီးကျွန်ုပ်ကိုမြင်သွားသည်သူ့မျက်နှာပေါ်တွင်ပြပြတလဲဖြစ်သွားသောအရေးရောင်တစ်ခုဖြစ်ပြီးသွားတော့လဲသူ၏ထုံးစံအတိုင်းမောင်းမာသောဟန်ပန်တို့ချက်ချင်းပြန်ပြောင်းလိုက်သည်ရန်ရှင်ကျိုးဟုတ်လားဒီလောက်မြင့်တဲ့အထိကားပါကင်ထဲမှာဘာအလုံးမရှိရှောက်လို့နေတာလဲဟုသူကကျွန်ုပ်ကိုခြေဆုံးကောင်းဆုံးကြည့်ကရင်းရင်တီးတီးမေးလိုက်သည်ကျွန်တော်လားကျွန်တော်ကားစီယိုနေတယ်ထင်လို့ခင်ဗျားနေရာကကျွန်တော်ဘေးတင်ဆိုတော့ဘာနဲ့မဆိုရမလားလို့ပါဟုကျွန်တော်ကပြောရကန်တာဖန်၏မျက်လုံးများကဝေဝေဝါဝါဖြစ်သွားသည်ခင်ဗျားအဲ့ဒီကားစုပ်ကြီးကိုအစ်စ်လက်တင်ပြီးပိုက်တွေဆွေးနေလို့ဖြစ်မှာပေါ့တကယ်လို့မီးလောင်ပြီးကျွန်တော်တဲဆွဲကားလေးကိုပါကူးဆက်သွားရင်ခင်ဗျားရောနိုင်မှာမဟုတ်ဘူးဟုကန်တာဖန်ကပြောသည်သူစကလုံးများကလိုင်းဆိုင်လာပြီးကူညီလို့စိတ်လုံးဝမရှိပေကျွန်ုပ်ဒီဒေါသကိုထိန်းကဆက်ပြောလိုက်သည်ကျွန်တော်ကဘေးကင်းဖို့စိတ်ကူလို့ပါအိမ်ရစီမံခန့်ခွဲရုံးကိုအကြောင်းကြားပြီးဒီနာကကင်မရာတွေကိုအတူတူစခိုင်းရင်မကောင်းဘူးလားကျွန်ုပ်ကင်မရာဟုပြောလိုက်သည်နှင့်တတိုင်နဲ့ကန်တာဖန်၏မျက်နှာအမူအရာတက်သွားသည်ရင်းမှာတိမ်မွေးလာတော့လဲသူ့မျက်ခုံများတွန့်သွားကအဆက်အနေငယ်ဟာသွားပြီးလေချောင်းကတရွေ့ရွေ့ချသလိုလှုပ်ရှားသွားသည်တင်းငယ်သောအမူအရာများဖြစ်တော့လဲကျွန်အားလုံးကိုမြင်လိုက်ရသည်ရတဲ့လောက်ပေါ့ဗျာခင်ဗျားဘာသာပြင်ပြီးကျွန်တော်ကိုလာမရှုံးနဲ့ကျွန်တော်အလုပ်များတယ်ဒီလိုအသေးဖွဲကိစ္စတွေအတွက်အချိန်မရှိဘူးဟုပြောကသူဒီကားတကားကိုဝုန်းကနေဆောက်ပိတ်ပြီးတက်လေကားစီတို့တန်တန်မတ်မတ်ရှောက်သွားတော့ဒီမောက်မာနေတော့လဲတိတိတတာပြရခတ်သွားခြင်းဖြစ်သည်ကျွန်တော်ဖိုနေရတွင်ရက်ကသူ့ထွက်သွားသည်ကိုစောင့်ကြည့်နေခဲ့သည်ထို့စမ်းတက်ကြည့်လိုက်ခြင်းဖြင့်ကျွန်တော်၏စီကိုခိုးယူနေသူမှသူ့သားဖြစ်ကြောင်းလုံးဝနီးပါးတေချာသွားခဲ့ပြီဖြစ်သည်အပြစ်မကင်းတဲ့ဖြစ်ကာကွယ်ပြောဆိုသောထိုတော်သမုန်တိုင်းမှာအလွန်တိတာလုံးလာသည့်ကျွန်ုပ်သည်ဓာတုဗေဒအင်ဂျင်နီယာတဦးဖြစ်သည်အထူးဓာတုပစ္စည်းကုမ္ပဏီတစ်ခုတွင်သူတည်တနာနှင့်ဖွံ့ဖြိုးရေးအပိုင်းကိုလုပ်ကိုင်နေခြင်းဖြစ်သည်ကျွန်ုပ်၏အလုပ်ကကျွန်ုပ်ကိုအချက်နဲ့ချက်တင်ပေးထားသည်တဲ့အမြဲတမ်းတက်တေရှာပါနှိမ့်ရှုပ်ထွေးသောအခြေအနေတိုင်း၏နောက်ွယ်တွင်ရိုးရှင်းသောဓာတုဗေဒသို့မဟုတ်ရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းရှိသည်စကားပြောလို့မရမှတော့ကျွန်ုပ်၏နီးလန်းဖြစ်တာဂိုင်းတွေ့ရတော့မည်နောက်တစ်နေ့မနက်တွင်ကျွန်ုပ်သည်အိမ်ယာစီမံခန့်ခွဲရုံးသို့သွားခဲ့သည်မန်နေဂျာဝန်လက်သည်အသက်20ကျော်ရွယ်ရှိပြီးသဘောကောင်းတော်လဲဘာမှမတတ်နိုင်ရှာပေမစ္စတာယန်ကျွန်တော်တို့ဒါကိုတကယ်အလေးနဲ့ထားပါတယ်ဒါပေမဲ့ကားပါကင်မှာကင်မရာမမိတဲ့မျက်ကွယ်နေရာတွေရှိနေတယ်ခင်ဗျားရဲ့ကားရဲ့နားတဲ့နေရာကအဲ့ဒီမျက်ကွယ်နေရာရဲ့အဆုံးမှာနေဖြစ်နေတာကျွန်တော်တို့တလားစာမှတ်တမ်းတွေကိုစစ်ပြီးပါပြီမစ္စတာကန်ကသူ့ကားနားမှာရှိနေတာကိုပဲမြင်ရတယ်ခင်ဗျားကားကိုကိုင်မကိုင်ဆိုတာကိုတော့မပြောနိုင်ဘူးဟုဝန်လက်ကဝေဝေဝါဝါဗီဒီယိုမှတ်တမ်းကိုပြသရင်းပြောသည်ကန်တာဖန်သည်ကားနှစ်စီးကြတွင်တွာလာနေပြီးတစ်ခါတရံသူ့ကားဘေးတွင်ရက်ကတစ်ခါတရံငုံကြည့်နေတတ်သည်သို့တော်အဓိကကွက်ဖြစ်သောကျွန်ုပ်၏စီတိုင်ကြီးဖုံးစီတို့လက်လန်းလိုက်သည့်အခိုက်အတန့်ကိုမူသူ့ကားကလုံးဝကွယ်ထားခဲ့သည်ထို့ပြင်ကျွန်ုပ်တွင်တက်တည်ရှိလျင်ပင်စီကိုမှုမှာပြစ်မှုတင်းငယ်တစ်ဖြင့်ရဲများကတိတ်ပြီးဂရုစိုက်မည်မဟုတ်ပေမစ္စတာရန်ကျွန်တော်တို့သူ့ကိုသတိပေးရုံပဲတက်နိုင်တယ်ပြီးခဲ့တဲ့လကသူပြောတာတော့ကားတန့်ရှင်းရေးလုပ်နေတာပါလေသူ့ကိုမဟုတ်မမှန်မဆွဆွဲပါနဲ့တဲ့အမှန်တိုင်းပြောရရင်ဒါနဲ့ပတ်သက်ပြီးရန်ဖြစ်နေရင်ရေရှည်မှာမျက်နှာတက်စရာပဲဖြစ်လိမ့်မယ်အဲ့ဒါကြောင့်မစ္စတာရန်အနေနဲ့နောက်ထပ်စောင့်ကြည့်ကြည့်ပါဦးလား
ကျွန်ုပ်သူ့ကိုယဉ်ကျေးစွာကျေးဇူးတင်စကားပြောခဲ့တော်လဲစိတ်ပြတ်သွားမိသည်ပုံမှန်စနစ်နှင့်အိမ်ယာစီမံခန့်ခွဲရေးအပိုင်းကရင်းကိုဖြည့်ရှင်းပေးနိုင်မည်မဟုတ်ကြောင်းကျွန်ုပ်သိလိုက်သည်ကန်တာဖန်လည်းရင်းကိုသိထားသည့်ထို့ကြောင့်လည်းသူဤမြရဲတင်းနေခြင်းဖြစ်သည်ကျွန်ုပ်အိမ်ပြန်ရောက်သောအခါဆိုဖာပေါ်တွင်ထိုင်ပြီးမျက်နှာချက်ကိုအကြာကြီးမေးကြည့်နေခဲ့သည်ရဲတွေအတွက်တသက်မရှိအိမ်ယာစီမံခန့်ခွဲရေးကလည်းမကူညီနိုင်သူကလည်းအားလုံးကိုညှင်းဆိုလျော်မိဖြစ်ရာရွေးချယ်စရာလမ်းတစ်ခုသာကျန်တော့သည်ထိုညတွင်ကျွန်ုပ်သည်ကားလှဆင်ပစ္စည်းနှင့်တူအောင်ပြုလုပ်ထားသော10စင်တီမီတာပင်မပြည့်သည့်သေးငယ်သောကင်မရာအဝက်လေးတစ်ခုကိုမှာယူလိုက်သည်ယင်းသည်82နာရီကြာဘက်ထရီခံပြီးညဘက်တွင်လည်းကြည်လင်းပြတ်သားစွာမြင်ရသည်ကျွန်ုပ်၏ဖုန်းနှင့်တိုက်ရိုက်ချိတ်ဆက်နိုင်သောအမျိုးအစားကိုရွေးချယ်ခဲ့သဖြင့် memory card memory card ထည့်ရန်မလိုပေဗီဒီယိုအားလုံးမှာကျွန်ုပ်၏ဖုန်းထဲတွင်တိုက်ရိုက်သိမ်းဆည်းမိဖြစ်ရာအချိန်မရွေးထုတ်ယူနိုင်သို့မဟုတ်ဖျက်ပစ်နိုင်မည်ဖြစ်သည်3ရက်ကြာတွင်အင်းရောက်ရှိလာသည်ကျွန်ုပ်ဖွင့်လှစ်ပြီးညွှန်ကြားချက်များကိုဖတ်ရှုလိုက်သည်ကင်မရာတွင်တန်လိုက်အောက်ခံမှရှိသဖြင့်တထုနှင့်ကတ်ထားနိုင်သည်ကျွန်ုပ်သည်အင်းကိုကားလှဆင်ပန်းပွားလေး၏အနောက်ဘက်တွင်ကတ်ထားလိုက်ရာအပြင်ပန်းကကြည့်လျင်လုံးဝပုံမှန်တိုင်းပင်ဖြစ်သည်ကျွန်ုပ်၏ကားဘေးဘက်အထူးသဖြင့်စီတိုင်ကြီးဖုန်းကိုအမိအရရိုက်ကူးနိုင်ရန်ထောင်းကိုအတိအကျချိန်ကြည့်လိုက်သည်အားလုံးအစင်သစ်ဖြစ်သွားပြီးထိုနေ့မှာတောက်ကြနေအလုပ်ဆင်းချိန်ဖြစ်ပြီးကျွန်ုပ်သည်ရွှန်400ကျော်အကုန်အကြခံကစီတိုင်ကြီးကိုအပြစ်ဖြစ်ခဲ့သည်ပြည်စာပေါ်တွင်ညနေ9:43မိနစ်ဟုတစိမ့်ရက်နေထားသည်အိမ်ပြန်ရောက်သောအခါကားရဲ့အလှဆင်ပစ္စည်းလေးကိုချိတ်ဆွဲကားကိုတော့ခတ်ပြီးအပေါ်ထပ်သို့တက်ခဲ့သည်လက်လီကားထဲတွင်ကန်တာဖန်နှင့်တိုးလေသည်သူသည်မုတ်ထုတ်တစ်ထုပ်ကိုကိုင်ထားပြီးတစ်ခုခုကိုဝါနေရင်ကျွန်ုပ်ကိုမြင်သောအခါခေါင်းငိမ့်ပြသည်မန်နေဂျာကန်ပိတ်ရက်မှာပျော်ရွှင်ပါစေဗျာဟုကျွန်ုပ်ကနှုတ်ဆက်ရအင်းဟူသူကလေချောင်းတန်ဖြစ်ခက်တိုးတိုးပြန်ပြောပြီးကျွန်ုပ်၏ကားတော့ကိုတစ်ချက်လန့်ကြည့်ကအနှဲငယ်မဲ့ပြုံးလိုက်ပြီးထိုပြုံးကကျွန်ုပ်၏စိတ်ထဲတွင်ရှိနေသေးသောနောက်ဆုံးတုတ်ဆိုင်မှုအကျွမ်းကြံလေးကိုပါလုံးဝမောင်းထုတ်ပစ်လိုက်တော့သည်နောက်တစ်နေ့မနက်တွင်ကျွန်ုပ်ကားစီသို့ဆင်းသွားခဲ့သည်အလှဆင်ပစ္စည်းလေးမှာရှိနေစေဖြစ်ပြီးကင်မရာ၏အနီရောင်မီလေးလေးတွေကမှတ်တမ်းတင်နေစေဖြစ်သည်ကျွန်ုပ်ဖုန်းကိုထုတ်ကင်မရာနှင့်ချိတ်ဆက်ပြီးညနေပိုင်းမှာမနက်အစောပိုင်းထိဗီဒီယိုမှတ်တမ်းအားလုံးကိုဒေါင်းလုပ်လိုက်သည်ထို့နောက်ကားမောင်းသူထိုင်ကုန်တွင်ထိုင်ကပထမပိုင်းကိုစတင်ကြည့်ရှုသည်ပထမပိုင်းကတော့ပုံမှန်ပင်ဖြစ်သည်ရန်ခါဖြတ်မောင်းသွားသောကားများလက်လျှောက်သွားသူများသာရှိပြီးကျွန်ုပ်၏အမဲရောင်စောက်ကားလေးကတော့စီတိုင်ကြီးဖုန်းအကောင့်ဘက်ကအတိုင်းငင်းသက်စွာရှိနေသည်ထို့နောက်မနက်အစောပိုင်း2နာရီတွင်ကန်တာဖန်တယောက်ကင်မရာမြင်ကွင်းထဲသို့ဝင်ရောက်လာသည်သူသည်အမဲရောင်ကောင်းစုပ်အင်ဂျီထိုးသည်ကိုဝစ်စင်ထားပြီးမျက်နှာကိုကွယ်ရန်ကောင်းစုပ်ကိုအောက်သို့ဆွဲချထားရာသူ၏ခေါင်းတစ်ဝက်နီးပါးဖုံးအုပ်နေသည်ပထမဆုံးနေဖြင့်သူသည်ပလတ်စတစ်ပိုက်တစ်ခုနှင့်အဖြူရောင်စီပုံတစ်ပုံကိုသူ့ကားထဲမှထုတ်ယူလိုက်သည်ထို့နောက်ကျွန်ုပ်၏ကားဘေးတွင်ခိုးကြောင်ခိုးဝက်ဖြင့်စောင့်ကြောက်ထိုင်လိုက်သည်သူသည်ဝက်ဥလက်အသေးလေးတစ်ခုကိုထုတ်ကာစီတိုင်ကြီးဖုန်းကိုအသားအရဂလော့ဖွင့်လိုက်သည်အတန်တစ်ချက်မျှမထွက်စေဘဲကျွမ်းကျင်ပိုင်နိုင်လွန်းလာသဖြင့်ရင်းလုပ်ကိုအချိန်ပေါင်းရာနှင့်ချီ၍လုပ်ဖူးနေသည့်အတိုင်းပင်ဖြစ်သည်ထို့နောက်ပိုက်၏တစ်ဖက်ဆုံးကိုကျွန်ုပ်၏စီတိုင်ကြီးထဲသို့ထည့်လိုက်ပြီးအခြားတစ်ဖက်ကိုမူသူ၏ပါဇက်ထဲထည့်ကာအပြင်းပြင်းဖြင့်ဆုပ်ယူလိုက်သည်သူပါဇက်တွန့်သွားသည်ကိုကျွန်ုပ်မြင်လိုက်ရပြီးထို့နောက်တွင်ပိုက်ကိုပါဇက်ထဲမှချက်ချင်းပြန်ထုတ်ကာစီပုံးထဲသို့ထိုးထည့်လိုက်သည်စီများမှပိုက်တိုင်းမှတစ်ဆင့်စီးကျလာတော့သည်တစ်ခုလုံးဆုပ်ယူရန်10မိနစ်ပင်မကြာလိုက်ချေသူသည်စီပုံးတစ်ပုံလုံးကြည့်အောင်15လီတာခန့်ဆုပ်ယူခဲ့သည်ထို့နောက်ကျွန်ုပ်၏စီတိုင်ကြီးအဖုံးကိုပြန်ပိတ်ပိုက်နှင့်စီပုံးကိုသူ့ကားထဲပြန်ထည့်ပြီးဘာမှမဖြစ်ခဲ့သည့်အတိုင်းလက်ကိုခါကာလက်လေကားစီသို့ရှောက်သွားတော့သည်မထွက်ခွာမီသူသည်ကျွန်ုပ်၏ကားကိုအနောက်သို့လက်ကြည့်ခဲ့သေးသည်ထိုကြည့်တွင်အပြစ်ရှိစိတ်သို့မဟုတ်ပြရခတ်နေသည့်စိတ်မျိုးလုံးဝမရှိဘဲမိမိဖမ်းမိလာသောတားကောင်ကိုသဘောကျစိတ်ကြည်နဲ့စွာငေးကြည့်နေသည်မူဆိုးတစ်ယောက်ကဲ့သို့ဖြစ်နေသည်မျက်နှာပြင်ပေါ်ရှိကန်တာဖန်၏လောဘစောတိုက်ပြီးဝါကြောစောကားနေသောမျက်နှာကိုကြည့်ရင်ကျွန်ုပ်ဒေါသပင်မထွက်မီတော့ချေကျွန်ုပ်၏စိတ်မှာလုံးဝတည်ငြိမ်နေခဲ့သည်ကျွန်ုပ်တွင်တက်တည်ရှိသွားပြီဖြစ်တော်လဲရဲကိုဖုန်းဆက်ခဲ့ပြီးဤဗီဒီယိုကိုရဲလက်ထဲအပ်လိုက်လျင်ပင်သူ့အနေဖြင့်ဆုံးမစကားနည်းနည်းနဲ့ဒဏ်ငွေနည်းငယ်ဆောင်ယုံထက်ဘာမှပူလာမည်မဟုတ်ကြောင်းကျွန်ုပ်သိနေသည်သူစရိုက်နှင့်ဆိုလျင်သူရက်တက်မည်မဟုတ်ပဲကလေးစားချေရန်သာကြိုးစားလိမ့်မည်ကျွန်ုပ်အနေဖြင့်သူဘယ်တော့မှမေးနိုင်တော့မည်မဟုတ်တော့အများအားဖြင့်ရှင်းချက်တစ်ခုလိုအပ်သည်ကျွန်ုပ်သည်ဓာတုဗေဒအင်ဂျင်နီယာတဦးဖြစ်သည်ကျွန်ုပ်၏အသိပညာမှာကျွန်ုပ်၏အားအကောင်းဆုံးလက်နက်ဖြစ်၏ရဲရင်ပြီးစနစ်ကျလာသောအစီအစဉ်တစ်ခုသည်ကျွန်ုပ်၏ခေါင်းထဲတွင်စတင်ပုံဖော်လာခဲ့သည်ကန်တာဖန်သည်သူ၏တာနာလာသောလူနေမှုပုံစံကိုထိန်းသိမ်းရန်အတွက်အလွယ်လန်းနှင့်အပေါ်စားနည်းလမ်းများကိုအလွန်သဘောကျသူဖြစ်သည်ယင်းမှာသူ၏အားနည်းချက်ဖြစ်ပြီးယခုအခါရင်းကပင်သူ့ကိုပျက်စီးခြင်းသို့ပို့ဆောင်တော့မည်ဖြစ်သည်အလုပ်ရောက်ချင်းပထမဆုံးအလုပ်အနေဖြင့်ကျွန်ုပ်သည်ကုမ္ပဏီအတွင်းပိုင်းဓာတုဗေဒ database ကိုဖွင့်လှစ်လိုက်သည်ကျွန်ုပ်၏လက်ချောင်းများသည် keyboard ပေါ်တွင်အပြေးလွှားလှုပ်ရှားရင်းအထူးချက်ပေါင်းတစ်ခုကိုစတင်ရှာဖွေလိုက်တော့သည်